ဆက်သစ်တွေမွေးပေးရလားငငယ်ကလေးလေးတတအကြောင်းမှနှွေးထွေးပါဗျာခုံးနဲ့ရေးချစ်တများရိုက်တဲ့ faces ဆရာမကြောင်းပြေလို့ချိန်လုံးနဲ့စခွေးဖြစ်တာပါနင်တို့ခန်းထဲမှာညင်ညင်နေတော့ရန်နေမရှာနဲ့ခန်းပြလှမ်းရှူလိုက်တော့မိုးတွေကရအလန့်နေပါဝဲဘောလုံးကန်နေတာကဲချီသမှန်းနေပါကွဲအဲ့တော့လက်လေးပိုက်ပြီးလင်းလေးပါမှပြန်နေပါတယ်ကြောင်းရဲ့နှုတ်ဆက်ပွဲမှာစာရကတော့ဦးချပြင်းစင်မယ်ငါတို့မီးတော့ပြီးရင်တကိုင်းနဲ့ထားပါဒုတိယရင်ခွေသွားမဲ့သမှုတရားရင်ပြင်ကိုကြီးစားလက်တွဲကြိုက်ထားတော့ငါတို့အဲ့ချိန်မှာဆရာမအဖြစ်ပြီးနေရဆွဲထိုင်တာရင်ကအေးအေးလေးကြောင်းအောင်တွေ့လို့ဗမာလဲဟာကြောင်းလွမ်းလို့ကျွန်တော်တို့နောက်တစ်ခေါက်ပြန်လာခဲ့တာကံမပါတဲ့အေးစေးပါလို့မြစ်တာထားပြီးကျွန်တော်ကြောင်းလွမ်းတာတကယ်ပါလို့သစ္စာစကားလေးရေကကြောင်းမှာဘဝရေတော့ဖြူရည်လေးပါချိန်မှထွန်းတောင်းမဲ့နာကချေဝင်လေးဖြစ်လာမှာမပဲခြင်းနဲ့မြစ်တာအားရင်တကယ်ရင်နဲ့ဖြစ်လာတာမမေ့နိုင်ကြောင်းတော့ကြီးကိုကျွန်တော်တကယ်ချစ်တာပါစိတ်လေးဝှရှင်တဲ့လူငယ်လေးဟာအိမ်ဆောင်ပြီးသေးလို့ကြပြခုံအောင်သေးပုံနေတယ်အပြစ်ပေးလည်းပြုံးနေမယ်အထင်သေးတဲ့မုန်းတွေပဲဝေးသွားလဲလွမ်းရည်မယ်ကြောင်းတော်ကြီးရဲ့ကြောင်းတော့ပြောပြမယ်အမှတ်တရလေးကဆောင်းလေးပွဲရချက်ချူရှင်ဆိုတော့တက်ကြလေးပြမယ်ဒီကြားရဲ့ပြဿနာကိုထိတ်ဆုံးကရှာတယ်ငါတို့ကောင်းနေဆရာမကြီးလေးခေါ်ရထွက်ပါပြေးကြတယ်ကြီးတော့မကောင်းလို့သားတို့လိမ့်ပါပါလေဒါမဲ့မိုးသားစင်းရဲ့ secret ကိုပြီးအိမ်သားမှာခဲတပိစိမ့်ပါပါနှုတ်ခမ်းတဲ့ချက်တော့ပြတ်သွားမရောက်တော့မရောက်သေးဘူးစက်လိမ့်နဲ့ရတက်ရှိလက်မြောက်ခံရအားလည်းချိန်ဆိုတန်းနေညင်ညင်တော်တော်ဇာဝဘိုင်ဘီကိုနကန်ခွဲပြီးဆရာမရှင်းကလာပြဟုတ်ကဲ့ပြေးမှာပါဗျဆိုပြီးတမ်းမှတေးချဆရာမကိုညင်ညင်ညာညာနှုတ်ဆက်လိုက်တော့မင်္ဂလာပါဗျလို့ပြောပြရင်တော့အမှတ်တရတွေကုန်မှာမဟုတ်အများကြီးပေါ့တနေ့စီရောက်နေပေါ်လာတွေလည်းပြောချင်တာဒီစီချပြီးတော့ထားပြီးမင်းတို့ခွဲသွားခဲ့တဲ့ grade 11စီကန်းလေးမှာခုချိန်ပဲနေရောက်ခန်းလေးနဲ့ကျောင်းတော်ကြီးကိုလွမ်းပြီးဒီကကျောင်းတော်ဘဝနဲ့ရေတော့ဖြူရည်လေးပါချိန်မှထွန်းတောင်းမဲ့နာကချေဝင်လေးဖြစ်လာမှာအမပဲခြင်းနဲ့မြစ်တာအားရင်တကယ်ရင်နဲ့ဖြစ်လာတာမမေ့နိုင်ကျောင်းတော်ကြီးကိုကျွန်တော်တကယ်ချစ်တာပါစိတ်လေးဝှရှင်တဲ့လူငယ်လေးဟာအိမ်ဆောင်ပြီးသေးလို့ကြပြခုံအောင်သေးပုံနေတယ်အပြစ်ပေးလည်းပြုံးနေမယ်အထင်သေးတဲ့မုန်းတွေပဲဝေးသွားလဲလွမ်းရည်မယ်ကျောင်းတော်ကြီးရဲ့ဒီလိုချိန်ကြီးနေရမှာပြောနေတာလားမင်္ဂကျောင်းတော်ကြီးကမြည်သူမဆိုပေါ်ရွေတာလားတော့က sorry တခါများလို့ရှုပ်တာစိုးသွားခဲ့တယ်အဲ့ဒါအဲ့နေရတခြားမဟုတ်ဘူး corridor နာဘွားတို့ကငါတို့ကကြိုးစားငါထက်လာလို့မရစာမေးပွဲဖြေအမှတ်တရလမ်းပန်းစာပိုးချငါတို့ဘွားပြက်ကမစိုးရအောင်ကြိုးစားမယ်ဒီကိုဆရာမစာတင်ကြီးနောက်မှမုံခိုးစားတယ်ရှေ့ကမမရက်တည်ပေးတဲ့အလင်းနှမ်းများဖြစ်နေသူတို့မရှိရင်ဘဝတွေကအေးချမ်းမလာမင်းပညာပေးကမ်းတာငွေများကငါတို့ပေးတာပဲမင်းတို့ကောင်းကောင်းမွန်မွန်သုံးချကြည့်ပါဘွားတို့အရေးပါလေတို့သူတို့ပေါ်မှာမားနေရှိမယ်တခါနှစ်ကောင်ကလွမ်းနဲ့တငယ်ချင်းမုံစည်းတန်းဆေးရမမြစ်တာတစားပါလာလို့ဖောပိတ်တာလှုပ်ဆက်လာငါတို့ကျောင်းတော်ကြီးနဲ့မိဘဆရာကိုလာနှုတ်ဆက်တာအခြေကကျောင်းတော်ဘဝနဲ့ရေတော့ဖြူရည်လေးပါချိန်မှထွန်းတောင်းမဲ့နာကချေဝင်လေးဖြစ်လာမှာအမပဲခြင်းနဲ့မြစ်တာအားရင်တကယ်ရင်နဲ့ဖြစ်လာတာမမေ့နိုင်ကျောင်းတော်ကြီးကိုကျွန်တော်တကယ်ချစ်တာပါစိတ်လေးဝှရှင်တဲ့လူငယ်လေးဟာအိမ်ဆောင်ပြီးသေးလို့ကြပြခုံအောင်သေးပုံနေတယ်အပြစ်ပေးလည်းပြုံးနေမယ်အထင်သေးတဲ့မုန်းတွေပဲဝေးသွားလဲလွမ်းရည်မယ်ကျောင်းတော်ကြီးရဲ့